လူကြီးလူကိုတွေ့ရင်ဟိုလူကြီးနဲ့မခေါ်ပါနဲ့လားကလေးမရဲ့ရှင်ထဲမှာတမျိုးကြီးဖြစ်လုံးလို့ပါလူကိုမြင်ရင်ဟိုလူကြီးလို့ခေါ်တဲ့ကလေးမရဲ့အသက်30ဒီငိမ့်နဲ့ရွှေပြူများဝိုင်းဝိုင်းရဲ့ဥစ္စာလေးပေါ်တယ်ရုပ်ကလေးချောတယ်လိမ္မာမဲဆိုမင်းတွေ့ကြည့်ပဲနော်ကလေးမရဲ့ရှိသမျှချစ်သူကလေးမတွေ့ရည်ရွယ်အသက်ကြီးမှဝတ်သက်ပေါက်တယ်ပြောလဲမမှုပါတယ်နှလုံးသားတွေကရှိသမျှချစ်သူကလေးမတွေ့ရည်ရွယ်အသက်ကြီးမှဝတ်သက်ပေါက်တယ်ပြောလဲမမှုပါတယ်လက်မရှိတဲ့ယထာဘုံနဲ့လေမရှိတဲ့မယားဘုံနဲ့လူချင်းကျူတင်ဖို့ပြင်ချိတ်ထားတော့ကလေးမရဲ့ကလေးမရဲ့အသက်30ဒီငိမ့်နဲ့ရွှေပြူများဝိုင်းဝိုင်းရဲ့ဥစ္စာလေးပေါ်တယ်ရုပ်ကလေးချောတယ်လိမ္မာမဲဆိုမင်းတွေ့ကြည့်ပဲနော်ကလေးမရဲ့နှလုံးသားတွေကရှိသမျှချစ်သူကလေးမတွေ့ရည်ရွယ်အသက်ကြီးမှဝတ်သက်ပေါက်တယ်ပြောလဲမမှုပါတယ်နှလုံးသားတွေကရှိသမျှချစ်သူကလေးမတွေ့ရည်ရွယ်အသက်ကြီးမှဝတ်သက်ပေါက်တယ်ပြောလဲမမှုပါတယ်လက်မရှိတဲ့ယထာဘုံနဲ့လေမရှိတဲ့မယားဘုံနဲ့လူချင်းကြိုတင်ဖို့ပြင်ချိတ်ထားတော့ကလေးမရဲ့